မိဖို့ချောင်းတုံးဟင်းသီးဟင်းရွက်တွေဝယ်နေတဲ့အမျိုးသမီးထံအမျိုးသားဖြစ်သူကအပြေးလွှားရောက်လာပြီးမိမရေငါသူ့ကိုတွေ့ပြီငါသူ့ကိုတွေ့ပြီလို့ပြောလိုက်တယ်အမျိုးသမီးကတိုးတိုးပြောပါဘာကိုတွေ့တာလဲလို့မေးတဲ့အခါအမျိုးသားကပျောက်ဆုံးနေတာအတော်ကြာပြီဖြစ်တဲ့ငါတို့အမေကိုငါတွေ့ပြီလို့ပြန်ဖြေတယ်အမျိုးသမီးကရှင့်အမေကိုတွေ့တယ်ဟုတ်စားဘယ်မှာလဲလို့မေးတော့အမျိုးသားကမြန်လိုက်ခဲ့ပါလို့ဆိုပါတယ်အမျိုးသမီးကအိုးငါဟင်းသီးဟင်းရွက်တွေလို့ပြောတဲ့အခါအမျိုးသားကထားခဲ့လိုက်တော့မြန်လိုက်ခဲ့ပါလို့အလင်းစလို့ခေါ်သွားခဲ့ပါတယ်ခဏကြာတော့စားတောက်ဆိုင်တစ်ဆိုင်ရှိကိုရောက်သွားကြတယ်အမျိုးသားကကြည်စမ်းဒီစားတောက်ဆိုင်ကငါအမေအလုပ်လုပ်တဲ့ဆိုင်ပဲလို့ပြောပြီးနှစ်ယောက်လုံးဆိုင်ထဲကိုအမြန်ဝင်သွားကြတယ်လင်မယားနှစ်ယောက်ရောက်သွားတော့အမျိုးသားကအန်တီကျွန်တော်တို့ကိုအန်တီဆိုင်ရဲ့အထူးဝက်သားလွှာဟင်းစီးပွားနှစ်ပွဲပေးပါလို့မှာလိုက်တယ်အန်တီဖြစ်သူကအေးပါကွယ်ဟိုဘက်မှာသွားထိုင်ကြပါအန်တီချက်ချင်းယူလာပေးမယ်လို့ပြောပြီးထွက်သွားတယ်အမျိုးသားကလာသွားထိုင်ရအောင်ဆိုပြီးနှစ်ယောက်လုံးထိုင်ကုန်မှာထိုင်လိုက်ကြပါတယ်ခဏအကြာမှာအန်တီကအစားအသောက်တွေယူလာပေးရင်းကိုတိတ်ပူတဲ့ကွယ်အလွန်ပူလို့ဖြည်းဖြည်းသတိထားစားကြတော့လို့မှာပြီးပြန်ထွက်သွားဖို့လုပ်တယ်အမျိုးသားကအန်တီခဏလောက်စောင့်ပါဦးလို့တားလိုက်တဲ့အခါအန်တီကဗာများလဲကွယ်လို့မေးတယ်အမျိုးသားကအခုဆိုင်မှာဝယ်သူလဲတိတ်မရှိသေးပါဘူးမပြပါနဲ့ဦးကျွန်တော်တို့နဲ့အတူထိုင်ပြီးခဏလောက်စကားဆက်မိပြောရအောင်ပါလို့ဖိတ်ခေါ်လိုက်တယ်အန်တီကဒီဖွားကြီးနဲ့စကားပြောချင်တဲ့သူရှိတာပဲလို့ပြောပြီးပြုံးပြလိုက်တယ်အမျိုးသားကအန်တီထိုင်ပါဦးလို့ပြောတော့အန်တီလဲထိုင်ကုန်မှာထိုင်လိုက်ပါတယ်အမျိုးသားကအန်တီစားတောက်ဆိုင်ကလူစီရင်အတော်ကြီးမှာပဲနော်အန်တီတယောက်တည်းကင်တွယ်နိုင်ရဲ့လားလို့မေးတယ်အန်တီကအိုးအမြဲတမ်းတော့လူမစီပါဘူးကွယ်ဒါကြောင့်အဆင်ပြေပါတယ်ဒါအပြင်အန်တီကဒီဆိုင်ကိုပတ်စံရဖို့တက်ပဲဖွင့်ထားတာမဟုတ်ပါဘူးကဲမောင်ရင်တို့မြည်ကြည့်ကြပါဦးကြက်ရဲ့လားလို့ပြောလိုက်တယ်အမျိုးသားကဟုတ်ကဲ့ဒီဝက်သားလွှာကြည့်ရတာတိတ်အရသာရှိမဲ့ပုံပဲလို့ပြောပြီးအနံ့ခံကြီးကဇနီးဖြစ်သူကိုမြည်ကြည့်ပါဦးလို့ပြောလိုက်တဲ့ထို့နောက်သူတို့နှစ်ယောက်စားနေတာကိုအန်တီကဂယုတစိုက်ကြည့်နေခဲ့ပါတယ်အမျိုးသားကအန်တီတကယ်အရသာရှိတာပဲဆိုင်ကလည်းဒီလောက်ကြီးတာအလုတ်တက်တာအောင်သူများငှားတာဖြစ်ဖြစ်မိသားစုနဲ့သားသမီးတွေကိုကူညီခိုင်းတာဖြစ်ဖြစ်မစင်စားမိဘူးလားလို့မေးလိုက်တယ်အန်တီကမောင်ရင်ရဲ့မမုံမှုဆိုရင်ဒါနဲ့ပတ်သက်လို့ပုံမြင်တပုတ်လို့ရှေ့လျားတဲ့တမိုင်းကြောင်းရှိခဲ့ဘူးတဲ့အန်တီရဲ့စကားရှည်ကိုနားထောင်ပေးမယ်ဆိုရင်ပြောပြပါမယ်လွန်ခဲ့တဲ့18နှစ်ကအန်တီမှာသမီးလေးတစ်ယောက်ရှိခဲ့တယ်အဲ့ဒီတုန်းကသူ့အဖေနဲ့အန်တီဟာမြို့နယ်ထဲမှာနာမည်ကြီးတဲ့စားတောက်ဆိုင်ကြီးတစ်ဆိုင်ပိုင်ဆိုင်ခဲ့ကြပြီးအထူးသဖြင့်ဝက်သားလွှာဟင်းကြောင်းလူသိများတာပါသမီးလေးက9နှစ်လောက်ပဲရှိပါသေးတယ်တနေ့မှာစီးပွားရေးတိတ်ကောင်းနေတော့သူ့အဖေနဲ့အန်တီလည်းပြတယ်လဲအလုပ်ရှုပ်နေခဲ့ကြတယ်သမီးလေးကတော့ဆိုင်အဝင်ဝနားမှာဘောလုံးလေးနဲ့ငင်လေးစုပ်ကစားနေခဲ့တာပါဆိုင်မှာအလုပ်ရှုပ်နေပေမဲ့သူဘာပြဿနာမှမရှာပဲထိုင်ဆော့နေခဲ့တာနောက်တော့အလုပ်တွေပြီးဆိုင်တန့်ရှင်းရေးလုပ်ပြီးအပြင်ထွက်ကြည့်လိုက်တော့အိုဖျားသခင်သမီးလေးမရှိတော့ဘူးယုံနိုင်စရာတော့မရှိပါဘူးအဲ့ဒီနေ့ကသူ့အဖေနဲ့အန်တီစိတ်သက်တွေလုံးဝပြိုလဲသွားပြီးလမ်းတွေပေါ်မှာသမီးလေးကိုလိုက်ရှာခဲ့ကြတယ်အော်ခေါ်ပြီးလိုက်ရှာပေမဲ့မတွေ့ခဲ့ဘူးရဲကိုတိုင်ကြားပြီးရက်ပေါင်းများစွာရှာပေမဲ့လည်းသမီးလေးကိုရှာမတွေ့ခဲ့ပါဘူးအဲ့ဒီနောက်ပိုင်းသမီးလေးကိုတေချာမကြည့်လို့မစင်မကျင်လှုပ်လို့ပျောက်သွားရတာဆိုပြီးသူ့အဖေကအန်တီကိုဆွဆွဲစကားများကြရာကနေနောက်ဆုံးလင်မယားနှစ်ယောက်ကွာရှင်းလိုက်ကြရတယ်အန်တီကတော့မရှိရှိတာလေးတွေဆွေမျိုးမိတ်ဆွေတွေဆိုကပတ်စံချေးပြီးအသက်ရှိနေတဲ့၍မျက်စိပွင့်နေတဲ့၍သမီးလေးကိုရှာရမယ်လို့ဆုံးဖြတ်ခဲ့တယ်ဒါကြောင့်မြို့တစ်မြို့ပြီးတစ်မြို့လှည့်လည်ပြီးမြို့တိုင်းမှာစားတောက်ဆိုင်တစ်ဆိုင်စီဖွင့်ခဲ့တာပေါ့နောက်တော့ငွေကောင်တာနာမှာပျောက်ဆုံးသူကြောညာကတ်ထားခဲ့တဲ့ဆိုင်မှာလာစားတဲ့သူတိုင်းအန်တီသမီးလေးပျောက်နေတာကိုသိကြပါတယ်လို့ပြောရင်းအန်တီကရှုံးမဲ့ကငိုကြွေးပြီးထိုင်ကုန်ကနေထထွက်ဖို့လုပ်တယ်အမျိုးသမီးကထရက်လိုက်ပြီးအန်တီခဏဆောင်ပါဦးအန်တီသမီးနာမည်ကဝါဝါလာဟင်လို့မေးလိုက်တယ်အန်တီကအံ့အားသင့်စွာနဲ့ဟုတ်ပါတယ်သူ့နာမည်ကဝါဝါပါသမီးကဒါကိုဘယ်လိုလုပ်သိတာလဲလို့ပြန်မေးတယ်အမျိုးသမီးကအန်တီအဲ့ဒီတုန်းကသမီးလေးပျောက်သွားတာလန်ထန်လမ်းမှာမဟုတ်လားလို့ထပ်မေးတယ်အန်တီကဟုတ်တယ်အဲ့ဒီလမ်းမှာပျောက်သွားတာပါလို့ပြန်ဖြေလိုက်တယ်အမျိုးသမီးကအမေရဲ့လက်ကိုစုပ်ကင်လိုက်ရင်မေသမီးဟာဟိုးတုန်းကမေပျောက်သွားခဲ့တဲ့သမီးလေးပါသမီးဟာဟွာပါမေလို့ငိုရင်းပြောလိုက်တယ်အမေဖြစ်သူကလည်းငိုယိုပြီးသမီးလေးရောက်လာပြီပေါ့လို့ဆိုလိုက်တယ်သမီးဖြစ်သူကငိုရင်းမေသမီးမေကိုနောက်ဆုံးတော့ပြန်တွေ့ပြီးတော့မေကိုတိတ်လွမ်းတာပဲဒီလောက်နှစ်တွေကြာမှပြန်လာနိုင်လို့တောင်းပန်ပါတယ်မေဒီနှစ်တွေမှာတိတ်ဒုက္ခရောက်ခဲ့ရတာပဲလို့ပြောရှာတယ်အမေကသမီးရဲ့ဒါတွေအားလုံးအမေမှားပါအဲ့ဒီနှစ်ကအမေမစင်မချင်းဖြစ်လို့သမီးလေးကိုပျောက်ခဲ့ရတာသမီးလေးလည်းဒီနှစ်တွေမှာတိတ်ဒုက္ခရောက်ခဲ့မှာပဲနော်လို့ပြန်ပြောတယ်အမျိုးသားကမေဟွာနဲ့ကျွန်တော်တို့မေကိုရှာနေတာနှစ်ပေါင်းများစွာရှိပါပြီဒီနေ့တော့ကျွန်တော်တို့မိသားစုပြန်လဲစုံစည်းနိုင်ခဲ့ပါပြီမိမအမေကိုအိမ်ပြန်ခေါ်သွားပြီးတေချာဆောက်ရှောက်ကြရအောင်လို့ပြောလိုက်တော့သမီးဖြစ်သူကလည်းမေအိမ်ပြန်ကြရအောင်တော့လို့ပြောလိုက်ပါတော့တယ်